အကိုရေ Vivo ကဖုန်းမရဘူးဘယ်လိုဖွင့်ရလဲဆိုတဲ့သူတွေအတွက်ကျွန်တော်ကဒီနေ့တည်တည်ချာချာပြန်ပြီးတော့ဖွင့်ပြမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Vivo ကိုနှိပ်လိုက်ပါပြီးရင်ဒီ login ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဒီ login ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာအရေးကြီးရနော်ဒီအလံကိုရွေးရမှာပဲဖြစ်ပါတယ်အလံကိုတစ်ချက်နှိပ်လိုက်ပါဒီလိုပေါ်လာမယ်နော်ပြီးရင်အောက်ဆုံးကိုဆွဲအောက်ဆုံးရောက်တဲ့အထိဆွဲပါဒီမှာအောက်ဆုံးရောက်ရင် United States of America ဆိုတဲ့ဟာကိုနှိပ်ပါအဲ့ဒါကိုနှိပ်ပါဒါဆိုရင်ဒီမှာ United States of America အလံပေါ်လာပြီနော်ဒါဆိုရင်ကျွန်တော်တို့အကောက်ဖွင့်လာမှနေနော်အဓိကဒီအလံပါပဲအလံရွေးမှရင်ငွေထုတ်လို့မရပါဘူးပြီး next ကိုနှိပ်ပါပြီးရင်ဒီမှာ Google ကိုရွေးပါနော် Facebook နဲ့မချိတ်ပါနဲ့ Google ကိုရွေးပါ Google တစ်ချက်နှိပ်လိုက်ပါခဏဆောင်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ Gmail ပေါ်လာမယ် Gmail တစ်ခုခုကိုရွေးလိုက်ပါခဏဆောင်ပါစကားမဆက်ကျွန်တော်ရဲ့အကောင့်ကိုလည်း follow လုပ်ပေးပါ follow လုပ်ပေးတဲ့ဒီတိုင်းဒီချောပါစေနော်ဒီချောတဲ့ဒီတိုင်းကျွန်တော်ရဲ့အကောင့်ကို follow လုပ်ပေးပါတယ်ပြီးရင်အဝါရောင်စာတန်းကိုနှိပ်လိုက်ပါအဝါရောင်စာတန်းကိုနှိပ်ရမယ်နော်ပြီးရင်ဒီမှာcode ဆိုတဲ့နေရာမှာသူ့ရဲ့အောက်မှာ refer code ထည့်ပါ refer code ထည့်ခြင်းအဖြစ်သူက 150W ရမယ်နော်တကယ်လို့ code မထည့်ဘူးဆိုရင်သူက150မရပါဘူး50လောက်ပဲရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ဆင့်ကဒီကောင်ပြန်နှိပ်ပါcode ကိုတော့ထည့်ရမယ်နော်မိတ်ဆွေနော်ကျွန်တော်တို့အခုအကောက်ဖွင့်တာဖွင့်တော့ပါပြီပြီးရင်အဲ့နေရာကိုနှိပ်ပါlet's go ဆိုတဲ့ဟာနှိပ်ပါ let's go ဆိုတာကိုနှိပ်ပါဒီမှာနော် refer code ဖြည့်တဲ့အတွက်ကြောင့်သူက150ရမှာနော်ချက်လောက်စောင့်ကြည့်ပါမယ်150ရမယ်တကယ်လို့ refer code မထည့်ဘူးဆိုရင်သူက50လောက်ပဲရမယ်ဒီ100ရ150ရဆိုတာလည်းနည်းနည်းဘူးနော်မိတ်ဆွေနော်တကယ်လို့မိတ်ဆွေကကုတ်ထဲတယ်ဆိုရင်ကျွန်တော်က50ရမယ်မိတ်ဆွေတို့က150ရမှာပဲဆိုတော့ဒီနေ့ကိုဆက်နေပါအဝါရောင်စာတန်းတွေကိုနှိပ်ပါဆက်နေပါပါလက်ဆောင်မှုလည်းနေရမှာပဲဖြစ်ပါတယ်နော်ခဏလေးဆောင်ပါအဲ့မှာ150ရမှာပါဒီမြပြတဲ့နေရာကိုနှိပ်ပါအဲ့မှာတွေ့လား150တစ်ရနော်ဒါဆိုရင်ကျွန်တော်တို့အကောက်ဖွင့်တာရသွားပါပြီဒီမှာpaper ပေါ်နေပါပြီเนาะ paper မပေါ်ရင်ငွေထုတ်လို့မရပါဘူး paper ပေါ်ပြီဆိုရင်ငွေထုတ်ရပြီ